ချိုတီးတယ်ဝါဆိုရဲ့တိတ်တတိရမိတယ်ဘုံမြတ်တို့ရောက်ရှိကြောင်းကိုကြီးညာကငွေမုံငွေစားတွေရွာတော့ကွယ်ဝါဆိုရဲ့တိတ်တတိရမိတယ်တာရှိခွေမညို့ဆိုင်ကမောင်ရီချေမိုးချိန်နဲ့တဲ့ကြတဲ့ဝါဆိုရဲ့မိုးကရဲ့နှုံးကတန်ရွာနေပြီကွယ်လွမ်းနေဝါဆိုရဲ့မိန်းကလေးရဲ့မိုးစက်ကလေးတွေငုံနေတယ်တို့မျက်နှာမိုးစက်ကလေးတွေ